မိုးကရွာချင်တာလို့မရွာချင်တာလို့နဲ့မေးလိုက်ဟိုမိုးရွာမလားမရွာဘူးလားလို့မိုးရွာမလားမရွာဘူးလားလို့ရင်မေးလိုက်ဟိုကြမ်းမလားဟောမိုးစောက်တယ်မိုးစုပ်ကုန်မဲ့ခဏလေးနေဦးစောက်တယ်မိုးစုပ်ကုန်မစိုးလို့နော်ဟိုမှာစောက်တယ်ကြည့်လိုက်ဖတ်လိုက်ဟိုစောက်တယ်မိုးစုပ်ကုန်မစိုးလို့ဖြစ်ဖြစ်ပေါ့ဘာဖြစ်လို့လာနေချင်ရတာလဲငါကရဲစေးရတော့ဒီလိုကြီးရတော့လိုလာလောက်ဟုတ်ပါဘူးပြောတယ်ဒီပုံငါကိုတော့အေးဝေးတီးရမှာပေါ့ငါတို့ကအတိတ်ဘဝကဆွေမျိုးတော်ခဲ့ကြတာကွာငါကတော့တော့ဝယ်သွားနေတယ်ငါကလေးမနေရတော့ဘယ်လာရသူရဲ့အိမ်နဲ့တောင်းကိုဒီစားနေပြီးအိမ်နဲ့တဲ့ဘယ်ကိုကြည့်နေလာပေါ့အဲ့ဒီမှာငါကအားတိုင်းပဲအားတိုင်းလိုပဲတော့ရကိုသွားပြီးလို့လို့ညနေတော့အမြင်လာတဲ့အာချတော့ဘိုးကတကယ်ပဲလက်တက်သွားအေးကိုအဲ့ဒါလည်းပြန်လာခဲ့ရတယ်ရောက်ဒီမှာပဲလာရနေပြီအေးရဲ့အောက်ပါလဲကြနေတဲ့ဒီကောင်လားလေးတကောင်ကိုတွေ့နေတယ်အားလေးအားနေပြီးတော့နေတယ်ဒီကောင်လားလေးဟာလက်ပေါက်လေးပဲဖြစ်ရှိသေးတယ်ဘိုးနေတဲ့သူ့ဝဲလို့လက်ပေါက်လေးဟာအေးပြီးတော့နေတာပေါ့ရမ်းမ်းနဲ့အတူလက်ပေါက်လေးကလိမ့်လို့ထားလိုက်တာရရဲမှာငါကဝီးတဲ့ငါကလေးရောပါစဉ်းစားပြဖြစ်နေတယ်ဦးနေမလေးညမင်းသားသူစဉ်းစားမိတာကချက်တန်းသွားဟုတ်တယ်ငါမင်းသားလေဟောငါလက်မငါဘလူးငါဆေးငါကလအိုငါနွားလေဟာငါဟစ်တယ်ဟာငါနွားမကြဘူးဘုမကြောက်ဟာငါနွားလေဟောနေအော်ဒီမလေးဟာဒါငန်းနဲ့ဒါပါငဟစ်တယ်ဟောဒါတော့ထားပါငါကလေးဟိုငါစိမ့်နဲ့ငါစိမ့်ဆိုတော့ကြက်တူကြီးခေါ်တာမဟုတ်လားဒါကြက်တူကြီးမဟုတ်ဘူးငါဘလူးလေဟာဒါငါလက်မဒါငါမင်းသားလေဟာစတာလင်ဇရက်တဲ့ဇင်ရောနဲ့စတလိုင်းနဲ့စစ်စလီတဲ့ဟောကြားတော့မကြားဘူးအမျိုးစိတ်တွေအများကြီးပဲနော်တော်လုံးကဒါတပိတ်လွယ်တောသားတပိတ်လွယ်မျိုးသားလည်းတပိတ်လွယ်ကျန်လွယ်မှာပေါ့နော်တော်သားတပိတ်အများကြီးပဲတော်သားတပိတ်အမျိုးစိတ်တွေအများကြီးပဲဒါမှမမင်းတောင်းနဲ့ဘဲရစ်တဲ့ဟောရေထဲမှာကြီးဒီကောင်ဘုတ်ဘူးရသေးတယ်ဝမ်းမယ်ကောင်မျိုးလုံးပါဆွေးဟိုဒါပါရကန်သမားကရကန်သမားငတ်တဲ့မေရောင်စုံစနိုက်တယ်အမေလဲကွင်းမြင်းညောင်းစားတယ်ဟာလင်းဝတ်တယ်ဝါဖက်လေးလေဝါရောင်ဝမ်းပဲကြမှာဟောတပြန်တော့တိန်ကြတာလိကသမုဒ္ဒရာဇင်းကိုကြီးလေဟာကြီးပဲဝန်လက်အတော်နီခွေးခေါ်ရဲ့အီမူငါကလည်းဘုတ်ပူအိန္ဒိယတဲမိုးဆိုရင်ငါဟာအောက်ချင်းတော့ဒါအခန်းနဲ့ဒါငါတည်းအိမ်နေလဲပါကြည့်လိုက်ပါဦးဘာမှစိတ်ဝင်စားတယ်အော်တဘူးလို့ဟမ်တဘူးလည်းမစားစောတယ်စောတယ်ကွာထောက်ပြောပြီးကြည့်ပြအောက်ချင်း